ချစ်စွာရွေးချယ်မှုသူတို့မရွေးချယ်တာငါတို့မှားနေလို့မဟုတ်ငါတို့ပြစ်ဘာတစ်ခုမှမရှိဘူးအဲ့တော့ထားခဲ့ခံရတဲ့သူတိုင်းကအဲ့လိုမျိုးလုံးဝတွေးစရာမလိုငါတို့ကတစ်စုံတစ်ယောက်အတွက် perfect ဖြစ်ပြီးသားဒီနေ့မှာ relationship နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ထားခဲ့ခံရဘူးတဲ့သူတွေတွေးတတ်တဲ့အမှားတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့လေသူတို့ကောင်လေးကောင်မလေးကထားသွားပြီဆိုဘယ်လိုတွေးလဲဆိုတော့ငါမလှလို့ငါပတ်စံမရှိလို့နော်ငါသူ့ကိုမဖြည့်ဆည်းပေးနိုင်လို့ငါသူ့အချိန်မပေးနိုင်လို့ငါရစ်တာအရင်များသွားလို့ဒါမျိုးတွေရှောက်ပြီးတွေးတတ်ကြတယ်တကယ်လို့အဲ့လိုမဟုတ်ပါဘူး love is a choice အချစ်ဆိုတာရွေးချယ်ခြင်းနင်တို့မလားလို့နင်တို့ perfect မဖြစ်လို့မဟုတ်ဘူးသူတို့ချီးခြင်းတဲ့သူတို့ချစ်တဲ့သူသူတို့ပျော်တဲ့သူနဲ့တူတူရှိခြင်းလို့သူတို့ကရွေးသွားတာအဲ့ဒါငါတို့နဲ့ဘာမှကိုမဆိုင်ဘူးသူတို့နောက်ထပ်ရွေးသွားတဲ့သူကငါတို့လောက်လှခြင်းမှလည်းလှမယ်ငါတို့လောက်ပတ်စံရှိခြင်းမှလည်းရှိမယ်ငါတို့လောက်သူတို့ကိုချစ်ပေးခြင်းမှလည်းချစ်ပေးလိမ့်မယ်အဲ့လိုမှမဟုတ်ငါတို့ထပ်ပို့ပြီးတော့မှဆဆရာတာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အချစ်စွာရွေးချယ်မှုသူတို့မရွေးချယ်တာငါတို့မှားနေလို့မဟုတ်ငါတို့ပြစ်ဘာတစ်ခုမှမရှိဘူးအဲ့တော့ထားခဲ့ခံရတဲ့သူတိုင်းကအဲ့လိုမျိုးလုံးဝတွေးစရာမလိုငါတို့ကတစ်စုံတစ်ယောက်အတွက် perfect ဖြစ်ပြီးသားနင်တို့အုံနောက်ထဲမှာမှတ်ထားပြီးတော့မှနင်တို့ကိုနင်တို့အဲ့ trauma တွေကနေယုံထွက်ပလိုက်ဘာမှငါတို့အပြစ်ဘာမှမရှိဘူးသူတို့ဘာသူတို့နောက်တစ်ယောက်တွဲသွားတာနောက်တစ်ယောက်ထားတာငါတို့ပြစ်မရှိဘူးအဲ့ဒါကိုမှတ်ထားနော်